6 တန်းရွယ်နဲ့ကျောင်းထုတ်ခံလိုက်ရတဲ့ချစ်ကန်ကန်ကောင်လေးတယောက်ဆိုပေမဲ့မြန်မာနိုင်ငံရဲ့လေးချံအဆိုတော်တူဖြစ်လာခဲ့တဲ့သူမောင်မကန်စိတ်နဲ့စိတ်မြန်လက်မြန်ရှိပြီးမဲစတေရှိုးတချို့မှာခိုက်ရန်ဖြစ်ပွားခဲ့မှုတဲ့အဆိုတော်တနာကျင်နာတဲ့စိတ်အရင်ကန်ရှိပြီးအများသူငါကိုကူညီတတ်လို့လူချစ်လူကန်ပေါ်တယ်လို့သတ်မှတ်ခြင်းခံခဲ့ရတဲ့တာကေတာသာပညာရေးလမ်းကြောင်းမကောင်းခဲ့ပေမဲ့ကိုဝန္ဒနာပါတဲ့အလုပ်ကိုရိုးရိုးမှုမှုနဲ့ဆွဲလန်းတကြီးလုပ်ခဲ့လို့အောင်မြင်မှုပန်းနိုင်ကိုစကူးနိုင်ခဲ့တဲ့အဆိုတော်လွှမ်းမိုးလွှမ်းမိုးရလို့ဖြစ်မလာခင်စိုးစိုးဘဝနဲ့1954ခုနှစ်ဇောလ29ရက်နေ့မှာရန်ကုန်အလုံမြို့နယ်ကကွင်းကျောင်းလမ်းမှာမွေးဖွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့မိဘအများကတာကေတာကိုပြောင်းရွှေ့ခဲ့တဲ့ပြင်အတူလိုက်ပါနေထိုင်ခဲ့ရပါတယ်။တာကေတာကျောင်းရောက်မှာတော့စိတ်မြန်လက်မြန်သမားစိုးစိုးဟာတခြားကျောင်းသားတွေနဲ့ခိုက်ရန်ဖြစ်ပွားခဲ့ပြီး6 တန်းနဲ့ကျောင်းထုတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့စိုးစိုးဟာလမ်းဘေးခီတာသမားတစ်ယောက်ဖြစ်လာခဲ့ပြီးညဘက်မှာခီတာတီအချင်းဆိုကြတဲ့စိုးစိုးနဲ့တငယ်ချင်းများကိုတာကေတာလူကြီးများကကြည့်မရဖြစ်လာခဲ့ပါတယ်။ပညာရေးနောက်ကိုမလိုက်တော့ပဲဝါသနာနောက်ကိုသာလိုက်ခဲ့တဲ့စိုးစိုးဟာဂီတတင်ဆရာကိုပီတာစီမှာပညာသင်ယူခဲ့ပြီးဘယ်ကင်းဆိုတဲ့ T1 အဖွဲ့မှာလက်ဂီတာသမားနဲ့ဂီတာမှုဖြစ်တာဝန်ယူခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာတော့ကြီးမြင့်နိုင်ဘယ် professional T1 စန္ဒယာချစ်မောင်ကြီးဒါပဲ agent T1 ဒီမှာလဲလက်ဂီတာမှုဖြစ်ပါဝင်ခဲ့ပူးပါတယ်။1985ခုနှစ်အရောက်မှာတော့တာကေတာစိုးစိုးကိုရန်ကုန်မြို့ဩစတြီးယားတန်ရုံးမှာလောက်ကိုင်းနေတဲ့မဘေဘီဆိုတဲ့အမျိုးသမီးကငွေကျပ်3 သိန်းထုတ်ပေးတဲ့ရန်ကုန်သားလေးကျွန်တော်ပါတချင်းအဗန်ကိုထုတ်လုပ်ခဲ့ပြီးအတိုင်းကလုံးအတိုင်းတာတွေအောင်မြင်ခဲ့ပြီးအဆိုတော်လွှမ်းမိုးပြနာမည်ပိုကြည့်လာခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့လွှမ်းမိုးရွယ်လို့မသိသူမရှိဖြစ်ခဲ့ကရှိုးဝဲတွေကိုမနာတဲ့ပြီးဆိုခဲ့ရပြီးမအေးကိုချစ်လို့ပါလူပြောက်ကြွညာနီနီညွညွကိုကိုဆရာမအစရှိတဲ့တချင်းများအပြင်အလ်ဘမ်မောင်းများစွာကိုလည်းထုတ်လုပ်နိုင်ခဲ့ပါတယ်ဘုရားဘာသာကိုကိုးခဲ့တဲ့မိဘများရဲ့တောင်းဆိုမှုဖြင့်ဓမ္မတေးများစွာကိုလည်းပြီးဆိုခဲ့မှုပါသေးတယ်တတောင်းစဘူးပေါင်းတောင်းစုကြွေကရေးများစီစိန်ဥစ္စာများကျွယ်ဝတ်တုတဲ့စီလွှမ်းမိုးကသူဒီဆိုရန်တာမကတခြားဆိုတော်တွေတက်ပါတစ်ချက်များစွာကိုရေးဆက်ခဲ့ပါသေးတယ်ဆိုင်ဆိုင်မော့တီဆိုထားတဲ့တရွာသားနဲ့ပါဝါပါဆိုရင်လေလွှမ်းမိုးကိုယ်တိုင်ရေးဆက်တီကုံပေးထားတာပါလွှမ်းမိုးတီဆိုခဲ့တဲ့တစ်ချက်အများစုဟာအပြင်လောကတဘာဝပေါ်မှာခံစားတီဆိုခဲ့တဲ့တစ်ချက်များပါဥပမာနီနီညိုညိုကိုတစ်ချက်ဆိုရင်တောင်ငူမြို့ကမိတ်ဆွေအမွှာညီမအကြောင်းပါဆရာမတစ်ချက်ကတော့ငငယ်ကစိုးစိုးဘဝကဂီတကိုဝါသနာပါခဲ့ပုံကိုအခြေခံပြီးရေးဆက်တီဆိုခဲ့တာပါလွှမ်းမိုးရဲ့တစ်ချက်တွေထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ချက်ကတော့တရေးဆရာစူးရေးပေးတဲ့ဟင်းသာတို့ရဲ့နန်းတော်ရှိတစ်ချက်မဲ့ဖြစ်ပါတယ်နန်းတော်ရှိမခွဲနိုင်တော့ဘူးမပြန်ရင်မဘူးရင်သားရေ